yan iya jadi dulu alo yan iya aku dah agak susah nanya要新年吗？就是那个茶苗要新年，所以说Liechtenstein 那个你估了啦。ဆွစ်ဇာလန်နိုင်ငံချားမြို့လေးဖြစ်ပါတယ်နော်ဒီချားမြို့လေးနဲ့Liechtenstein နိုင်ငံနဲ့ဆိုရင်ကပ်ရက်ပဲမိနစ်20လောက်ပဲမောင်းရတယ်ဒီမှာဘာကိုစိတ်မကောင်းတာတွေ့ရတယ်လေဆိုတော့အစားအသောက်စားတဲ့နေရာမှာလေကျွန်တော်ဒီမှာရှေ့မှာဆိုတာ Thai food ရှိတယ်နော် Thai food ရှိတယ်ကျွန်တော်နောက်မြန်မာထမင်းsorry ထမင်း Asian food တွေရှိတယ်အဲ့ဒါကိုဆိုင်ထဲမှာပေးမစားဘူးဗျာထိတ်ကဝေးရဗျာကဲကြည့်အောင်သူတို့ဒီဟမ်ဘာဂါတို့ဘာလို့စားတော့အထဲမှာစားလို့ရတယ်ရေးလဲဒေါသထွက်တယ်စားကျင်တာက Asian food စားရတာသူတို့ရဲ့ဟာအမတူအေးရရက်ဆက်တယ်ဒီမှာကယူရိုငွေသုံးလို့မရဘူးเนาะသူတို့ရဲ့ Swiss franc ပဲသုံးလို့ရတယ်ယူရိုငွေပေးလို့တော့ရတယ်ဒါပေမဲ့အန်းတဲ့အချိန်မှာ Swiss franc ငွေနဲ့ပဲအန်းတယ်ဗျာလာလိုက်တော့ကွာ right မြစ်စိတ်နေပဲခါတင်ငိုင်းလာမသိဘူးဆွစ်ဇာလန်နိုင်ငံချားပူရာနေပြီးတော့မှာနော်ကျွန်တော်တို့ဒီမှာစိန့်မော်ရစ်ကိုစန်မော်ရစ်ကိုတွားနေပါတယ်စန်မော်ရစ်ကိုတွားနေပါတယ်ခရီးကိုရိုက်လာဟိုးလာရတော့ကွာဝါဘယ်ထားရဥမတို့ဥမဝယ်ဝိုင်းလိုက်မယ်Breda station Breda station ရောက်ပါပြီ Saint Moritz ပါဆွစ်ဇာလန်နိုင်ငံနော်ရန်အေးရဗျာ0လုံးဝ0ပဲ Saint Moritz ကိုရောက်နေပါတယ်နော်ကျွန်တော်တို့ချားမြို့ကနေပြီးတော့မှတောင်ပေါ်ဒေသ Saint Moritz ကိုကျွန်တော်တို့2နာရီကြာစီးရပါတယ်လမ်းမှာအရန်လှတယ်ရှုခင်းနေပြီရေတယ်လှတယ်ဗျာဒီမှာတင်ကြအိမ်မှာပါရေအေးရစိန့်မော်ရစ်မြို့လေးပါခင်ဗျာလုံးဝ branded တွေကြီးပဲเนาะလုံးဝဒီမှာဒီတောင်ပေါ်မျိုးလေးဆိုပေမဲ့ Saint Moritz လုံးဝနာမည်ကြီးရဲ့ကျွန်တော်တို့Dior တို့စုံမဲ့မှာ Cartier တို့လုံးဝကဘာကျော် brand တွေကန်ရေခဲ့တယ်
အေးရမှာဆွစ်ဇာလန်နိုင်ငံဆမ်မော်စ်မြို့ပြင်မှာအေးအလုပ်30ကြီးရှိတယ်တရားပါပဲရေခဲအဒယ်ရီအစ်တော့ရေခဲဒီမှာskate based